ခဏပြန်သွားခြင်းတဲ့တောင်ပေါ် trip လေးကိုအမှတ်တရတင်ပေးလိုက်ပါတယ်ရှင်မြို့ပြရဲ့စူညံတန်တွေကြားထဲကနေခဏလေးထွက်ပြေးပြီးအေးမြတဲ့လေတွေတောင်တန်းတွေမျက်စိတဆုံမြင်ရတဲ့မြို့တွေကြားထဲကတောင်ပေါ်ဒေသဆိုတဲ့နေရာလေးကိုရောက်လာခဲ့တယ်ခုတစ်ခါတောင်ပေါ်ကိုခရီးသွားတာကအလဲသွားတာမျိုးမဟုတ်ဘဲနဲ့ကိုယ်စိတ်ကိုတခါပြန်လဲစုံတွေ့စေရတဲ့ခရီးတစ်ခုပဲဖြစ်ပါတယ်ခဏလေးရက်ပြီးရှုခင်းတွေကိုကြည့်မိတဲ့အခါတိုင်းဘဝကဒီလောက်လေးနဲ့လေလှနိုင်တာပဲဆိုတာကိုခံစားမိစေပါတယ်အများရန်ရှေ့ကိုသာရှောက်လာခဲ့တဲ့ငါဒီနေရာမှာတော့ခဏရက်ပြီးအသက်ရှူတက်လာခဲ့တယ်ကျမအတွက်တော့တောင်ပေါ်ကိုခရီးသွားခဲ့တဲ့အချိန်လေးဟာကိုပြန်ရှာတွေ့ခဲ့တဲ့အချိန်လေးဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်